အလှပတဲ့ပန်ဒိုရာဂျူဘောကပင်လယ်ကမ်းကြီးတစ်ခုမှာကီရီတလောက်ရေအောက်ကတဲပွင့်လေးတွေကိုငေးမော်ကြည့်ရှုနေခဲ့တယ်။သူမအတွက်တော့ဒါဟာတဘာဝတရားနဲ့တသားတည်းကြနေတဲ့အေးချမ်းတဲ့အခိုက်အတန့်လေးတစ်ခုပေါ့။ဒါပေမဲ့အနီးနားမှာရှိတဲ့မစ်ခိုင်နာမျိုးနွယ်စုကလူငယ်တစုကတော့သူမကိုတမျိုးမြင်နေကြတယ်။သူဘာလုပ်နေတာလဲ။တဲတွေကိုပဲထိုင်ကြည့်နေတာလားဆိုပြီးလောင်ပြောင်ခဲ့ကြတယ်။သူတို့ကကီရီရဲ့လက်ချောင်း၅ချောင်းနာဝီအစ်စ်တွေမှာ၄ချောင်းပဲရှိတာပါ။ကိုကြည့်ပြီးထူးဆန်းတဲ့ကောင်မလေးလို့သမုတ်ပြီးဝိုင်းဝန်းနှောက်ယှက်ကြတော့တယ်။အခြေအနေတွေပိုဆိုးမလာခင်မှာပဲအကိုကြီးနတ်တီယမ်ရောက်လာပြီးငါအမကိုလွတ်ထားလိုက်စမ်းလို့ဝင်းဖြိုးခဲ့တယ်။ဒါပေမဲ့ဟိုဘက်ကလူငယ်တွေကမရက်တဲ့အပြင်လိုအပ်ရဲ့လက်ချောင်း၅ချောင်းနဲ့အမီတူတူလေးကိုပါထပ်မံလောင်ပြောင်ကြပြန်တယ်။အဲ့ဒီအချိန်မှာပဲအကိုကြီးနတ်တီယမ်ရောက်လာပြီးအေးဆေးဆေးပဲဖြန့်ပြေးပြီးခဲ့တယ်။ငါညီမကိုလေးစားမှုရှိစမ်းတွားကြစို့ဆိုပြီးသူတို့ကိုခေါ်ထုတ်သွားဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့လိုအပ်ကတော့ဒီတိုင်းအလျှော့မပေးချင်ဘူး။သူကသူ့ရဲ့ထူးဆန်းပါတယ်ဆိုရဲလက်ချောင်းတွေကိုပြရင်အေးငါလက်ကထူးဆန်းနေနော်ဒါပေမဲ့ဒီလက်ကတကယ်မိုက်တဲ့အလုပ်တစ်ခုလုပ်နိုင်တယ်လို့ပြောလိုက်တယ်အရင်ဆုံးလက်တီးကိုကြစ်ကြစ်ပါအောင်စုပ်လိုက်ရတယ်ပြီးရင်တော့ခုတ်ဆိုရဲအတန်းနဲ့အတူလိုအပ်ရဲ့လက်တီးဟာသူ့ကိုလောင်ပြောင်နေတဲ့သူရဲ့မျက်နှာစီတဲ့တဲ့မမတ်ရောက်သွားပါတော့တယ်ကွဲပြားခြားနားမှုဆိုတာလောင်ပြောင်စရာမဟုတ်ဘဲကိုကာကွယ်နိုင်တဲ့ခွန်အားတစ်ခုဖြစ်ကြောင်းလိုအပ်ကလက်တွေ့ပြသလိုက်တဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်